Sky Villa ဘာလို့ပြတ်သွားလဲသိလားကျွန်တော်ဒီနေ့ Sky Villa ကိုနမူနာပြောချင်တာမဟုတ်ဘူးဗျာဒီနေ့ကျွန်တော်ပြောချင်တာကသူတေသနာနဲ့အစာအုပ်တွေရဲ့ structure တွေတိဆောက်ပုံတွေနဲ့ဘယ်လိုမျိုးနှိုင်းယှဉ်လို့ရလဲဆိုတော့ကျွန်တော်ရှင်းပြချင်တာကျွန်တော်တို့ရေဘူးအဖြစ်ခြုံပြီးပြောမယ်ဆိုလို့ရှိရင်အစာအုပ်တွေငလင်ကြောင်းပြတ်တဲ့အချိန်မှာအချက်ကနှစ်ချက်ပဲရှိတယ်အဓိက structure ပေါ့နော် architecture design တွေပေါ့အဲ့ design တွေအကြောင်းမို့လို့ပြတ်တာရှိတယ်ဒုတိယအချက်ကကြတော့ကျွန်တော်တို့အတွင်းပိုင်းမှာသုံးထားတဲ့ quality ပေါ့နော်ပစ္စည်းတွေရဲ့ quality အစာအုပ်မှာသုံးထားတဲ့တန်သားတွေဘီလက်မြေအုပ်တွေတဲတွေပေါ့နော်အဲ့ quality တွေအကြောင်းမလို့ပြတ်တာနှစ်ချက်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုပညာရှင်တွေကဒီအစာအုပ်တွေကို Sky Villa ပြရတယ်ပေါ့လေ့လာလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့မြေပြင်ပေါ့နော်မြေပြင်ဒီ foundation တွေရဲ့အခြေအနေတွေကိုလေ့လာကြတယ်ပြီးရင်ကျွန်တော်တို့ဒီဖွဲ့စည်းပုံတွေပေါ့နော် structure တွေကိုလေ့လာတယ်ဒီလို structure တွေတိုင်တွေပေါ့နော်တိုင်တွေဘင်းတွေကိုလေ့လာကြတယ်အစာအုပ်တစ်ခုရဲ့ဒီတည်တတ်မှုပေါ့နော်ရေရှည်တည်တတ်မှုကအဲ့ဒီအချက်နှစ်ချက်နဲ့ပဲဆိုင်တယ်ဒီလိုအစာအုပ်တွေစောက်ဖို့အတွက်ကျွန်တော်တို့ soil test တွေတခြားမလုပ်ခဲ့ဘူးသူ့ရဲ့ structure တွေ architecture design တွေကိုတခြားမဆွဲခဲ့ဘူးအတွင်းထဲကသုံးတဲ့ quality ပစ္စည်းတွေမသုံးခဲ့ဘူးဆိုလို့ရှိရင်အစာအုပ်ကရေရှည်မခံဘူးပေါ့အဲ့လိုမျိုးအစာအုပ်တွေရေရှည်မခံလို့ရှိရင်ကျွန်တော်တို့ဘာပြန်ပြင်လို့ရလဲမရတော့ဘူးเนาะအစာအုပ်တွေပြိုကျသွားမှာပဲဒါတွေကိုကျွန်တော်တို့သိရတာပေါ့နော်ပြန်ပြင်လို့လည်းမရတော့ဘူးပြန်ပြင်လို့မရတဲ့အမှားတွေဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့စာတမ်းတွေရေးလို့ရှိရင် thesis တွေရေးလို့ရှိရင် dissertation တွေရေးလို့ရှိရင်လည်းအဲ့လိုပဲကျွန်တော်တို့ဒီ structure ရောနှစ်သာရကိုကျွန်တော်တို့နှစ်ခုကို view ဆိုင်ဖို့လိုတယ်ကျွန်တော်တို့ဒီ dissertation ရဲ့အခုကျွန်တော်နမူနာလေးပေါ့နော်ဒီ structure တစ်ခုပေါ့ဒီမှာစာအုပ်တစ်အုပ်လုံးမှာ title page ရှိတယ်ပြီးရင် preface abstract ရှိတယ်နှစ်ချုပ်တွေပြီးရင် content list တွေရှိမယ်ပြီးရင် introduction တွေ literature review chapter တွေရှိမယ် methodology တွေရှိမယ်ပြီးရင် result တွေ discussion conclusion reference တွေရှိမှာပေါ့နော်အဲ့လိုမျိုးချက်တွေကိုဒါကြီးက structure တစ်ခုပဲဒီလိုမျိုး structure ကြီးမကောင်းဆိုလို့ရှိရင်သူတေသနာတစ်ခုကရေသွင်းမရှိဘူးပေါ့နော်အဲ့လိုကျွန်တော်တို့ဒီပထမအပြင်ပိုင်းမှာ structure ကို view ဆိုင်ဖို့လိုပဲအတွင်းပိုင်းထဲမှာကျွန်တော်တို့သုံးတဲ့ data တွေပေါ့နော်ကျွန်တော်တို့ဘယ် data တွေကို quality ရှိတဲ့ data တွေဘယ်လိုသုံးမလဲပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်လို method တွေကိုသုံးမလဲဆိုတော့အတွင်းပိုင်းတွေကအနှစ်သာရတွေကျွန်တော်တို့ရေးတဲ့စာသားတွေအသုံးအနှုန်းတွေကျွန်တော် standard construction တွေဖွဲ့စည်းပုံတွေအရေးသားတွေအစင်တန်းရှိ quality ရှိသုံးတာတွေကကျန်းတစ်ဆောင်ရဲ့အရေးသွေးကိုသွားပြီးတော့မှတက်ရောက်မှုရှိတယ်ပေါ့နော်ဆိုလိုတာကကျွန်တော်တို့အဆောက်အဦဆောက်လို့ရှိရင်လည်းအဲ့လိုပဲကျွန်တော်တို့ပြန်ပြင်လို့မရဘူးသူတေသနာကျန်းတစ်ဆောင်ကလည်းပြန်ပြင်လို့မရဘူးဗျာကိုရေးပြီး submit လုပ်ပြီးဆိုမှဘယ်လိုသွားပြင်ကြမလဲအဲ့လိုရှိရလေအဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာဘွဲ့ယူကျန်း3ဆောင်ထားပါတော့ကျွန်တော် bachelor ကျန်းရှိမယ် master ကျန်းရှိမယ် BA ကျန်းရှိမယ်ပေါ့နော်တဘဝလုံးမှာကျွန်တော်တို့မွေးစားနေကျွန်တော်တည်ဆုံးတဲ့အထိတဘဝလုံးမှာကျွန်တော်တို့ကျန်းကြီး3ဆောင်ရေးရမယ်ပေါ့ဗျာအဲ့တော့အဲ့ဒီကျန်းကြီး3ဆောင်ကိုကျွန်တော်တို့က submit လုပ်ပြီးပြန်ပြင်လို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ခုနကကျွန်တော်ငလှင်တဲ့နမူနာပေးခဲ့တယ်လို့ပဲ Sky Villa ပြတ်တော့ကျွန်တော်တို့လူတွေအများကြီးပဲထိလိုက်ဒဏ်ရာရတေကြည်ရတယ်ဝမ်းနေရတယ်စိတ်မကောင်းစရာတွေဖြစ်တယ်ပြန်ပြင်လို့မရတဲ့အမှားတွေဖြစ်ခဲ့တယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့ဒီကျင့်ဝတ်ရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့သုတေသနစာတမ်းတွေကတကယ်ကို perfect ဖြစ်တဲ့စာတမ်းတွေရေးထားခဲ့ဖို့လိုတယ်ဘာပဲပြောကျွန်တော်တို့အခုစာတမ်းကိုသူများတွေပြန်ပြီးကိုးကားမယ်ဆိုလို့ရှိရင်အခုစာတမ်းကိုသူများကဖတ်မှာပဲဖတ်လို့ရှိရင်အခုစာတမ်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုရှိလဲကိုယ့်ရဲ့စာတမ်းကိုသူများတွေကသုံးသပ်ကြမှာဗျာအဲ့လိုသုံးသပ်လို့ရှိရင်ကိုယ့်စာတမ်းရဲ့အခြေအနေပေါ့နော်ကိုယ့်ရဲ့ level ကိုရေးခဲ့တဲ့အရာတွေကပြန်ပြင်လို့မရတဲ့အကြောင်းအရာတွေပဲအဲ့လိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တို့ကမလုပ်ခင်ကလေးကကြိုတင်ပြီးတော့မှအပြင်ပိုင်း structure တွေရောအထည်ပိုင်းအနှစ်သာရတွေရောအများကြီးအဲ့ဒါတွေကိုတေချာကြည့်ဆိုင်ပြီးတော့မှရေးသားခဲ့ဖို့လိုတယ်ပြောရရင် intellectual architecture ပေါ့ဗျာကျွန်တော်တို့ရဲ့ဉာဏပိုင်းဆိုင်ရာကျင့်ဝတ်ပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့အကောင်းဆုံးတည်ဆောက်ထားဖို့လိုတယ်အဲ့ဒါမှပဲကျွန်တော်တို့ရဲ့စာတမ်းတွေကရည်သွေးရှိတဲ့စာတမ်းတွေဖြစ်မယ်ပေါ့ဗျာ